အဲ့တော့နိဗ္ဗာန်ဆိုတာကတော်တော်အဆင့်မြင့်ပါတယ်ကျွန်တော်ကဒီနှစ်ခုဖြစ်နေတာပေါ့နော်တားကြီးအလှမ်းဝေးတယ်လို့ပြောလိုက်ရင်လည်းကျွန်တော်တို့ကဗုဒ္ဓဘာသာဖြစ်ပြီးနိဗ္ဗာန်တော့မသိရကောင်းလားလာအောင်ပါတစ်ဖက်ကဒါပေမဲ့နိဗ္ဗာန်ကလောဘဒေါသမောဟငြိမ်းတယ်ဆိုတဲ့အထူးတော့ကျွန်တော်သိစေခြင်းတယ်လောဘဒေါသမောဟငြိမ်းတာနိဗ္ဗာန်ဘုံကြီးမဟုတ်ဘူးတဏှာကြီးမဟုတ်ဘူးကျွန်တော်တို့အဲ့တော့လောဘဒေါသမောဟငြိမ်းရနိဗ္ဗာန်ဆိုတော့ကျွန်တော်သိရမှာလောဘလည်းသိရမယ်ဒေါသလည်းသိရမယ်မောဟလည်းသိရမယ်ဒီလိုလေးတွေကျွန်တော်အဲ့တော့ကိုယ်ထဲခံစားတာကျွန်တော်ဝင်ကြည့်လို့မရဘူးလေကိုယ်ဘာသာပဲလောဘဒေါသမောဟငြိမ်းလားမငြိမ်းလားကိုယ့်ကကိုယ်ပဲသိပါလေကျွန်တော်တို့ကဟုတ်လားအဲ့တော့ဒီကိုယ်ထဲမှာလောဘဒေါသမောဟရှိတာကိုသိမှမရှိတာအဲ့ဒီမှာသိလောဘဒေါသမောဟပထမဆုံးရှိတာကိုသိအောင်အရင်လုပ်ရအောင်ပါအဲ့တော့မှလောဘဒေါသမောဟရှိတာကိုသိမှအဲ့ကိုမရှိတဲ့အချိန်ကျရင်ဟာအဲ့ဒီမှာလောဘဒေါသမောဟမရှိပါလားဆိုတာလောဘဒေါသမောဟကိုသိမှလောဘဒေါသမောဟမရှိပါလားသိဒါမှမဟုတ်ကျွန်တော်ကလောဘဖြစ်ဖြစ်မှန်းသိဒေါသဖြစ်ဖြစ်မှန်းသိမောဟဖြစ်ဖြစ်မှန်းသိကိုအရင်ဆုံးသင်ရတာပြောချင်တာကဒီဟာတွေကိုကိုယ်ဘဝထဲမှာမြင်မှတစ်ချိန်မှာဟာငါဒီချိန်လေးကဒီစိတ်လေးမှာလောဘဒေါသမောဟကင်းနေပါလားကင်းတာကိုကျွန်တော်ကကင်းတာလောက်ကကောင်းတယ်ဒါကြီးကိုနိဗ္ဗာန်ဆိုရင်တချို့ကနည်းနည်းအငင်းပွားစရာရှိတယ်ဒါပေမဲ့လည်းမဟာသီဆရာတော်ဘုရားကြီးကတရင်ငါချင်းရင်တရင်ငါနိဗ္ဗာန်မှာပဲတဲ့ဒါဝိပဿနာမှာမြတ်စွာဒီမာလုကျဗုဒ္ဓသုတ်တံမှာဆရာတော်ကြီးဟောသွားပါတယ်ဒါကိုလည်းမင်းကွန်းဆရာတော်ဘုရားကြီးကလောဘဒေါသမောဟဆိုတဲ့ကိလေသာကိုတရင်ငါပဟန်နဲ့ပယ်တယ်ကြာကြာပယ်ခြင်းရင်မင်းတရင်ခဏိကတမာရီကနေတမာရီကိုတင်လိုက်ဒီဥပ္ပဇာတမာရီရောက်ရင်ဝိခံမနာပဟန်နဲ့လောဘဒေါသမောဟကိုကြာကြာပယ်နိုင်တယ်မဉ္ဇဉ်ပူဉ္ဇဉ်သွားရင်တော့အပ္ပနာဇံကိုသွားပေါ့ဒါကမင်းကွန်းဆရာတော်ကြီးရဲ့ဩကာသကတော်ကျော်ခြေထဲမှာရေးထားတာပါပြောချင်တာကဒါလည်းကိုနဲ့ဘာနဲ့စင်ပြေလဲပေါ့နော်ကိုယ့်ကိုစူးစမ်းလုပ်ကြည့်ပါဒါမလို့ကိုယ်ထဲမှာငြိမ်းအေးတယ်ဆိုတာတမာရီငြိမ်းငြိမ်းတာလည်းရှိတယ်လောဘဒေါသငြိမ်းဒါမှမောဟရှိနေသေးတယ်ကိုယ်ထဲမှာတကယ်မောဟအမှန်ကိုသိမှမောဟဒီလိုအခုကျွန်တော်ပြောတာကိုကစေနာတာပြောတယ်လို့စိတ်ထဲမှာမသိရင်မောဟရှိနေတယ်ကိုကပြောချင်တာတော့နေအဲ့ရလဲလာမြန်ဟောကျွန်တော်ပြောတိုင်းကစေနာပြောတယ်စေနာပြောတယ်အဲ့လိုကြီးလည်းမဟုတ်ဘူးလေမော်တော်ကားကိုသွားခြင်းမော်တော်ကားတဲ့ကျင့်တဲ့ပတ်သက်စဉ်းစားရင်မော်တော်ကားဘာနဲ့သွားတော့အင်ဂျင်ကြောင့်လို့သွားတာစဉ်းစားလိုက်မှအမှန်ကိုစဉ်းစားနိုင်ရပြီအမြဲတမ်းတော့ကားကြီးစီတိုင်းအင်ဂျင်ကြီးကသွားနေတာလို့အဲ့လိုတော့ဖြစ်မနေဘူးဒါပေမဲ့ तू အဲ့ရနဲ့ပတ်သက်စဉ်းစားလိုက်ရင်အမှန်တရားတစ်ခုကိုတန်းသိရမယ်ကျွန်တော်ပြောတိုင်းစေနာလို့အဲ့လိုမြင်မနေဒါပေမဲ့ဘ누구ပြောတာလဲလို့ဆိုရင်ငါပြောတာလို့တော့မယူတော့စေနာကပြောတာဒါမှန်ကန်တဲ့အမြင်တစ်ခုပဲကျွန်တော်ကမြတ်စွာဘုရားထိုင်နေလဲသိတယ်ထားနေလဲသိတယ်လို့ပုံတိုင်းရဆွဆွဲတာငါ့ကိုမဆွဆွဲနဲ့ငါလည်းစင်ញင်မှာသိတာကျွန်တော်စင်ញင်လိုက်ရင်တော့အမှန်ကိုတန်းသိရပြောချင်တာအဲ့ရနဲ့ပတ်သက်ပြီးတန်တရားမရှိတော့ဘူးဒီလိုဖြစ်နေရပြောချင်တာကျွန်တော်တော့မဟုတ်အမြဲတမ်းသတိထားပြီးတော့စေချင်တာကြီးကိုအမြဲတမ်းတွေ့နေရမယ်အဲ့လိုမဟုတ်ပါဘူးဒါကနော်ဒါကြောင့်မလို့ဒီဟိုတရင်ငါလေးငြိမ်းရင်လဲလောဘဒေါသမောဟကိုစုံဖြတ်ချက်ကကိုယ်ပဲကြာမှာဖြစ်ပါတယ်နော်ဟုတ်ပါဘူး